စီလန်းချောင်းကနေတစေဗတိယပိုးတွေဝင်လာတဲ့အခါမှာဆိုလို့ရှိရင်ဘယ်လိုလက္ခဏာမျိုးတွေပြလဲပြီးလို့ရှိရင်အထူးတစ်ဖြစ်ပေါ့နော်စီလန်းချောင်းကနေပြီးတော့ဘယ်လိုယောဂါတွေကူးစက်စေလဲဆိုတာကိုတော်တော်များများကလည်းစိတ်ဝင်စားနေကြတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေ့စီလန်းချောင်းကနေပြီးတော့ဘာအတွက်ကြောင့်ပိုးဝင်စေတယ်လဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်စီလန်းချောင်းမှာဒီပိုးဝင်တဲ့ပြဿနာတွေမှာဆိုလို့ရှိရင်လူတိုင်းကဖြစ်ပွားနိုင်ခြင်းရှိတယ်ပေါ့နော်ဒါပေမဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်အမျိုးသားတွေထက်ဒီယောဂါကဖြစ်နိုင်ခြင်းပိုပြီးတော့မြင့်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အမျိုးသမီးတွေမှာဆိုလို့ရှိရင်စီးထုတ်ပြုံကပိုပြီးတော့တိုးတဲ့အတွက်ဒီယောဂါပိုးဝင်တာပိုပြီးတော့လွယ်ကူစေနိုင်ပါတယ်နော်။စီလန်းချောင်းတွေမှာဆိုလို့ရှိရင်ပိုးဝင်လာတဲ့ခါကြလို့ရှိရင်ဘယ်လိုလက္ခဏာမျိုးတွေကိုပြစေလဲဆိုလို့ရှိရင်အများတော့ယောဂလက္ခဏာတွေမှာဆိုလို့ရှိရင်မကြာခဏကိုစီးသွားတာမျိုးတွေစီးသွားတဲ့ခါကြလို့ရှိရင်နာကျင်တာမျိုးတွေစီးမထိန်နိုင်တာမျိုးတွေစီးရောင်နှောက်နေတာမျိုးတွေဒါမှမဟုတ်လို့ရှိရင်စီးသွားတဲ့ခါကြလို့ရှိရင်အနံ့ဆိုးထွက်နေတာမျိုးတွေတခါတလေကြလို့ရှိရင်သွေးတွေပြီးတွေပါတာမျိုးတွေပေါ့နော်အထူးတစ်ဖြစ် main ကလေးတွေမှာဆိုလို့ရှိရင်တိမ်မဆုံးနာတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်နော်စီလန်းချောင်းမှာပိုးဝင်လာတဲ့ခါကြလို့ရှိရင်ယောဂလက္ခဏာတွေကအမျိုးမျိုးဖြစ်ပေါ်နိုင်ပါတယ်။ဥပမာကြောက်ကပ်မှာပိုးဝင်လာတဲ့ခါကြလို့ရှိရင်အဖျားတက်တာမျိုးတွေမအီမတာဖြစ်တာမျိုးတွေအော့အန်တာမျိုးတွေချမ်းတုံတာမျိုးတွေခါနာတာမျိုးတွေကိုလည်းဖြစ်စေနိုင်တဲ့အပြင်တကယ်လို့စီအိုက်တွေမှာယောဂပိုးဝင်လာတဲ့ခါကြလို့ရှိရင်တင်ပစုံအရှိပိုင်းမှာဝန်းပိုင်းအောက်တာမျိုးတွေတိမ်နာနေတာမျိုးတွေမကြာခဏစီးသွားနေတာမျိုးတွေစီးသွားတဲ့အခါကြလို့ရှိရင်သွေးပါနေတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်နော်နောက်တစ်ခုမှဆိုလို့ရှိရင်စီးထုတ်ပြုံတွေမှာယောဂပိုးဝင်သွားတဲ့အခါကြလို့ရှိရင်စီးသွားနေတဲ့အချိန်တုပ်လွှတ်နေတဲ့အချိန်နာကျင်နေနိုင်တာတွေကိုဖြစ်စေနိုင်ပါတယ်เนาะဒါဆိုလို့ရှိရင်စီးလန်းချောင်းမှာဘာအတွက်ကြောင့်ပိုးတွေကဝင်စေလဲဆိုလို့ရှိရင်အဖြစ်များဆုံးတဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်ဥတွင်းမှာဒီဘက်တီးရီးယားပိုးတွေအပြင်တခြားဘက်တီးရီးယားပိုးတွေအများစွာလည်းပါဝင်စေနိုင်ပါတယ်เนาะဒါဆိုလို့ရှိရင်စီလန်းချောင်းကနေပြီးတော့ပိုးဝင်လာလို့ရှိရင်တဦးနဲ့တဦးကူးစက်နိုင်တာဆိုလို့ရှိရင်မကူးစက်နိုင်ပါဘူးเนาะဒါပေမဲ့ယောဂပိုးရှိနေတဲ့အချိန်မှာလင်ဆက်ဆန်တာနာကျင်မှုတွေကိုဖြစ်စေနိုင်တာကြောင့်ရှောင်ကျဉ်သိပါတယ်เนาะဒါဆိုလို့ရှိရင်စီလန်းချောင်းမှာပိုးဝင်နေတဲ့အချိန်မှာဖြစ်နိုင်ကြီးဘာတွေမိသက်စေလဲဆိုလို့ရှိရင်ဥပမာအမျိုးသမီးတွေရဲ့စီးထုတ်ပြုံကနေပြီးတော့အမျိုးသားများထက်တိုးနေတာကြောင့်ဘက်တီးရီးယားတွေကနေပြီးတော့ CHC ကိုမြန်မြန်ရောက်ပါတယ်။ဒါကြောင့်အမျိုးသားတွေထက်အမျိုးသမီးတွေကပိုပြီးတော့ဖြစ်လွယ်ကူစေနိုင်ပါတယ်နော်နောက်တစ်ခုဖြစ်စေနိုင်တာကဒီသွေးဆုံးပြီးသားမျိုးသမီးတွေမှာဆိုလို့ရှိရင်ဟော်မုန်းတွေချိုးတဲ့အရာကနေပြီးတော့ဒီစီလန်းချောင်းကနေပြီးတော့ပြောင်းလဲမှုတွေဖြစ်စေပြီးတော့ယောဂပိုးတွေဝင်ရတာလွယ်ကူစေပါတယ်နော်ဒါတွေနေမဟုတ်ပဲနဲ့စီးကြောက်ဒါမှမဟုတ်စီးချက်ကြီးနေတဲ့သူတွေစီးလန်းချောင်းပိတ်ဆို့ပြီးတော့စီးပိုးတွေလည်းဝင်ရတာလွယ်ကူစေပြီးတော့ဥပမာစီးချိုတွေသွေးချိုတွေကိုယ်ခံအားတွေနည်းနေတဲ့သူတွေတခြားယောဂများစီကနေပြီးတော့လည်းဒီစီးလန်းချောင်းကနေပြီးတော့ပိုးဝင်တာလွယ်ကူပြီးတော့မြန်ဆန်စေပါတယ်နော်ဒါဆိုလို့ရှိရင်စီလန်းချောင်းကနေပြီးတော့ပိုးဝင်တာကဘလို့ပြီးတော့အတိပြုတ်နိုင်မလဲဆိုလို့ရှိရင်စီးစစ်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်စီးပိုးမွေးပြီးတော့ပြုတ်လုံနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်တင်းတော်တဲ့ပိုးတက်ဆေးတွေကိုလည်းပေးနိုင်တယ်စီလန်းချောင်းကနေတခြားဆေးစစ်ပိုးဆိုလို့ရှိရင်အန်ထရာဆောင်းရိုက်တာမျိုးတွေကွန်ပျူတာမှာဓာတ်မှန်ရိုက်တာမျိုးတွေကိုလည်းပြုတ်လုံနိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်စီလန်းချောင်းပိုးဝင်တာကိုဘယ်လိုကုသနိုင်လဲမြန်ဆန်စွာဘယ်လိုပြီးတော့တတ်တာစေနိုင်လဲဆိုလို့ရှိရင်ဥပမာရေများများတောက်တာမျိုးတွေစီးသွားစေတဲ့အညစ်အကြေးတွေဆွတ်ထုတ်တဲ့အခါကူညီပေးနိုင်တယ်နော်နောက်တစ်ခုဆိုလို့ရှိရင်တစ်သီးဖြော်ရည်တွေလည်းတောက်နိုင်တယ်အရက်တို့ကော်ဖီတို့တော့ရှောင်ကျဉ်ပေးနော်စီးသွားနေတဲ့အချိန်မှာနာကျင်မှုကိုတတ်တာစေပြီးတော့အကိုက်ခဲပြောက်စေးကိုလည်းလိုအပ်ရင်အသုံးပြုနိုင်ပါတယ်နော်အနာတွေတက်တာချင်းလဲဆိုလို့ရှိရင်ရေနွေးစိတ်နာမျိုးတွေကိုလည်းပြုလုပ်နိုင်ပါတယ်နော်စီးပိုးဝင်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဖျားနာခြင်းတွေစီးကျင်နာမျိုးတွေမတတ်မတာမချင်းလုံလောက်စွာအနာယူပေးဖို့လိုအပ်ပါတယ်နော်ဒါဆိုလို့ရှိရင်စီးပိုးဝင်နေတဲ့အချိန်မှာဘာတွေလိုအပ်လဲဆိုတာအားလုံးသိလောက်ပြီလို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဗီဒီယိုရဲ့ channel လေးကို notification နဲ့ subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်